အားလုံးပဲမင်္ဂလာပါရှင်ကဲတဲလေးတို့ရေဒီနေ့လေ line ပေါ်မှာအရန်ကိုပြန့်နှံ့နေတဲ့ထုတ်ပြန်ချက်တစ်ခုခါတွေ့တယ်နော်ဘာထုတ်ပြန်ချက်လဲဆိုတော့အခုတဲ့ကာလာဝင်းယောဂါလို့ဝင်းပြက်ဝင်းလျှော်ကူးဆက်ယောဂါဖြစ်နေလို့တဲ့နော်3ရက်4ရက်လောက်ကိုလမ်းဘေးစားတောက်ဆိုင်နေလုံးဝဖွင့်ခွင့်မရှိပါဘူးဆိုတဲ့ထုတ်ပြန်ချက်နော်အဲ့တော့ခါသိကျင်တာဒီကူးဆက်ယောဂါဖြစ်တယ်ဒီလိုထုတ်ပြန်ချက်တွေအကြောင်းမလို့အခုလမ်းဘေးမှာဈေးရောက်နေရတဲ့တဲလေးတွေရောအဆင်ပြေကြရဲ့လား3-4ရက်ပိတ်ရမယ်ဆိုတော့လေပြီးတော့ကြံသေးတယ်ခါလိုမျိုးလမ်းဘေးအစားအသောက်ဆိုရင်အရန်ကြိုက်တဲ့ခါလိုမျိုးစားသုံးသူတွေရောအခုရက်ပိုင်းမှာဘာတွေစားတောက်ပြီးတော့ဘာတွေဝယ်စားနေကြတယ်เนาะအဲ့ဒါလေးကိုခါကိုအောက်မှာမန့်သွားပေးအောင်เนาะကိုတို့ခင်ရှင်းတဲ့နည်းပြောအောင်ဝင်းပြက်ဝင်းလျှော်ကူးဆက်ယောဂဖြစ်နေတဲ့3-4ရက်လောက်လမ်းဘေးဆိုင်တွေကုန်ပိတ်ရတယ်တဲ့ဟုတ်လားကြားတဲ့သတင်းကတော့ကျွန်တော်အနေနဲ့စိတ်တော့မကောင်းပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ချစ်ရတဲ့မိဘပြည်သူတွေထဲမှာတနေ့လုံးမှတနေ့စားရတဲ့အခြေခံမိသားစုတွေရှိရတယ်เนาะအဲ့ဒီအတွက်တော့မလို့ဒီလိုမျိုးကြီးညာချက်ထုတ်ပြန်လိုက်တယ်ဆိုတော့သူတို့အတွက်တော့ခက်ခဲသွားမှာပေါ့လေเนาะဒါပေမဲ့လည်းသက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကြီးတွေကကောင်းမဲ့ထင်လို့ထုတ်ပြန်တယ်အဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးနဲ့ညီညွတ်စွာရောင်းချပြီးတော့စားတော့ကြမယ်ဆိုရင်တော့ကျွန်တော်တို့ချစ်ရတဲ့မိဘပြည်သူတွေအတွက်ဒီဝမ်းယောဂါကုသယောဂါဘေးရလဲကာကွယ်နိုင်မယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အားလုံးပဲဘေးကင်းပါစေလို့ဆုမကောင်းတောင်းပေးပါတယ်တကယ်စိတ်မကောင်းရပါဘူးကြားရတဲ့သတင်းတွေကတော့အဲ့တော့ကျွန်တော်ချစ်ရတဲ့မိဘပြည်သူတွေလည်းနေထိုင်စားကြောက်ဆင်ခြင်ပြီးတော့ကျမ်းမာပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခါလည်းအဲ့လိုပါပဲနော်ခါအရန်ကြိုက်တဲ့လမ်းဘေးစားတော့ဆိုရင်ဒါပေမဲ့လမ်းဘေးစားရောင်းနေတဲ့ချစ်သေးလေးတို့လည်းအကုန်လုံးတော့တတ်တန့်ရှင်းရှင်းလေးလုပ်ပါလို့လုပ်ပြီးမှရောင်းပါလို့ခါဒီနေရာနေမြစ်တာရက်ခံကြပါတယ်ရှင်စားသုံးနဲ့ခါလိုမျိုးလမ်းဘေးစာအရန်ကြိုက်တယ်စားသုံးနဲ့ပြည်သူတွေကလည်းတတ်တန့်ရှင်းလက်ဆက်တဲ့ဟာတွေမှာစားပါလို့ခါပြောချင်ပါတယ်အားလုံးပဲကျမကြီး queue ဆိုင်ကြပါနော်ဖေးကင်းပါစေရန်ချစ်တယ်ဗျာ